အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ဒီဗီဒီယိုဖိုင်မှာဘုဒ္ဓဖြစ်မျှဝေဆွေးနွေးပေးခြင်းတာကဘာကြောင့်ရေပြောက်တာလဲဒီကြောင်းရာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုဒ္ဓဖြစ်မျှဝေဆွေးနွေးပေးခြင်းပါတယ်ရေပြောက်တယ်ဆိုတာကတော့ကားအင်ဂျင်မှာအင်ဂျင်ကူးလန့်ပြောက်တာကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့အင်ဂျင်ကူးလန့်နေရာဆိုလို့ရှိရင်ရော့လေးမရှိဘူးရိုးစိမ့်မှုတစ်ခုခုမရှိဘဲနဲ့တော့ရော့လေးမရှိဘူးပေါ့ဗျာဒါပေမဲ့အင်ဂျင်ကူးလန့်တွေကအကြောင်းမျိုးမျိုးကြောင့်ရိုးစိမ့်သွားနိုင်တယ်ဂတ်စကတ်တွေပဲပြတ်တာလားဟက်မျက်နှာပြင်တွေခုံးတာခွက်တာကြောင့်ပဲတနေရာကနေပြီးတော့ရိုးစိမ့်သွားတာလားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ရေတိုင်ကြီးရှိမယ်ရေလေုံတွေရှိမယ်တာမိုစတက်တွေရှိမယ်နောက်ရေတိုင်ကြီးအဖုံးတွေရှိမယ်အစားရှိသည်ဖြင့်အဲ့ဒီအင်ဂျင်ရဲ့ကူးလင်းစနစ်မှာရှိနေတဲ့အစိတ်ပိုင်းတစ်ခုခုရဲ့ပြစ်ချက်ကြောင့်အင်ဂျင်ကူးလက်ရိုးစိမ့်နိုင်တဲ့ပြစ်ချက်တွေဖြစ်နေတာလားဒါကိုတော့ကျွန်တော်စစ်ဆေးပေးဖို့လိုအပ်တယ်အင်ဂျင်ရဲ့ကူးလင်းစနစ်ဆိုတာကအင်ဂျင်အတွက်အရန်ကိုအရေးပါတာဖြစ်တဲ့အတွက်တကယ်လို့ဒါအင်ဂျင်ရဲ့ကူးလင်းစနစ်မှာပြစ်ချက်တစ်ခုခုရှိသွားခဲ့တယ်ဆိုရင်ဒါကိုကျွန်တော်တို့ကမတိပန်းတဲ့ကားအင်ဂျင်ကိုအသုံးပြုမိတယ်ဆိုရင်ဘာဖြစ်နိုင်လဲဆိုတော့အင်ဂျင်ဟီတက်နိုင်ပါတယ်အင်ဂျင်ဟီတက်တယ်ဆိုရင်နောက်ဆက်တွဲအနေနဲ့အင်ဂျင်ကင်တဲ့အခါမှာကုန်ကျစရိတ်တွေကအရန်များသွားနိုင်ပါတယ်အင်ဂျင်ဟီတက်တယ်ဆိုလို့ရှိရင်အင်ဂျင်ရဲ့ဟက်တွေကခုံးတာခွက်တာအက်တာဂတ်စကတ်ပြက်တာနောက်ဘလောက်တွေနာသွားတာအစားချီဖြစ်ပေါ်နောက်ဆက်တွဲသူ့ရဲ့ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကအများကြီးပဲရှိပါတယ်ဒါကြောင့်ပေါ့နော်အင်ဂျင်ကဟီမတက်အောင်ကျွန်တော်အနေနဲ့တေချာ view site ဖို့လိုအပ်ပါတယ်ဥပမာပြောရမယ်ဆိုရင်ဝင်တင်နေတဲ့ကားတွေတောင်ကုန်းတောင်တက်ကိုတောက်လျှောက်သုံးနေရတဲ့ကားတွေမှာအင်ဂျင်ရဲ့ကူးလင်းစနစ်ကအရန်ကို view site ရတယ်ဥပမာပြောမယ်ဆိုလို့ရှိရင်ဗျာအင်ဂျင်ကသူ့ရဲ့ဒီဝင်ကသတ်မှတ်ထားတဲ့ဝင်ထက်ကိုပို့ပြီးတော့ထမ်းနေရတဲ့အနေအထားမျိုးမှာတကယ်လို့အင်ဂျင်ရဲ့ကူးလင်းစနစ်ကလည်းကောင်းကောင်းအလုံးမလုပ်ဘူးဆိုရင်နောက်ဆက်တွဲအနေနဲ့အင်ဂျင်ဟီတက်သွားနိုင်တယ်အဲ့လိုမျိုးဟီတက်သွားလို့ရှိရင်ဒီအင်ဂျင်ကိုပြန်ပြီးတော့စစ်ဆေးပြုပြင်ရတဲ့ကုန်ကျစရိတ်ကအရန်ကိုများသွားနိုင်ပါတယ်ဒါကြောင့်ပဲဒီဗီဒီယိုဖိုင်မှာကတော့ဘာကြောင့်ရေပြောက်တာလဲဘာကြောင့်ကူးလန့်ပြောက်တာလဲပေါ့ဗျာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုဒ္ဓဖြစ်မျှဝေဆွေးနွေးသွားမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့အင်ဂျင်မှာရေပြောက်တဲ့ပြစ်ချက်ကယိုစိမ့်တာပေါ့ဗျာတကယ်တမ်းတော့သူကယိုစိမ့်မှုကြောင့်ပြောက်တာအဲ့တော့ယိုစိမ့်မှုကြောင့်ဆိုတဲ့နေရာမှာယိုစိမ့်နိုင်တဲ့ပြစ်ချက်တွေထင်သာမြင်သာရှိတဲ့ပြစ်ချက်တွေဆိုလို့ရှိရင်တော့ပြဿနာမရှိဘူးဥပမာထင်သာမြင်သာရှိစေနိုင်တဲ့ပြစ်ချက်တွေအများကြီးပဲရှိမယ်ရေပိုက်တွေကွဲနေတာရေလေုံကယိုစိမ့်နေတာနောက်ဒီရေပြန်မှုတွေကွဲနေတာအစားရှိသည်ဖြင့်ပေါ့ရေတိုင်ကြီးကနေပြီးတော့ယိုကျနေတာဒီလိုပြဿနာတွေကတော့ကျွန်တော်တို့ကမြင်နိုင်တယ်ဒါပေမဲ့ဒီခါဒီမှာဆိုလို့ရှိရင်မမြင်နိုင်တဲ့ပြစ်ချက်တွေတော့ရှိနိုင်တယ်အဲ့တော့ကျွန်တော်တို့ယိုစိမ့်တဲ့ပြဿနာတွေကအတွင်းလားအပြင်လားပေါ့ဗျာနော်အဲ့တော့ကားမှဆိုလို့ရှိရင်အင်ဂျင်ကူးလည်းယိုစိမ့်နိုင်တဲ့ပြစ်ချက်ကအတွင်းထဲမှာယိုစိမ့်သွားတာဥပမာအင်ဂျင်ရဲ့အတွင်းထဲမှာယိုစိမ့်သွားတာလားဒါမှမဟုတ်လို့ရှိရင်ကားရဲ့အတွင်းထဲမှာပဲယိုစိမ့်သွားတာလားပေါ့နောက်တစ်ချက်ကအပြင်မှာယိုစိမ့်တာလားပေါ့ဒီနှစ်ပိုင်းကိုပြန်ပြီးတော့ခွဲမှရမယ်အဲ့တော့ကျွန်တော်တို့အပြင်မှာယိုစိမ့်နေဆိုတဲ့အပိုင်းကိုပြန်ပြီးတော့ကြည့်အောင်အဲ့တော့အပြင်မှာယိုစိမ့်နေဆိုတဲ့အပိုင်းမှာဆိုလို့ရှိရင်ရေတိုင်ကြီးရှိမယ်အဲ့တော့ရေတိုင်ကြီးကနေယိုစိမ့်တာကထင်သာမြင်သာရှိတယ်နောက်ကူးလန်းကိုသုံးထားတယ်ဆိုလို့ရှိရင်ယိုစိမ့်သွားတဲ့နေရာကနေပြီးတော့အယောင်လေးတွေကျန်နေခဲ့တယ်အဲ့တော့ကျွန်တော်တို့ကဘာဖြစ်နိုင်လဲဆိုတော့ဘယ်နေရာကယိုစိမ့်နိုင်လဲဆိုတာကိုအလွယ်တကူသိရှိနိုင်ပါတယ်ဒါကြောင့်ပဲအင်ဂျင်ကူးလန်းကိုသုံးရတဲ့ရည်ရွယ်ချက်ဖြစ်တယ်အင်ဂျင်ကူးလန်းကိုသုံးတယ်ဆိုရင်ယိုစိမ့်သွားတဲ့နေရာတွေမှာအယောင်တွေကျန်ခဲ့တာဖြစ်တဲ့အတွက်ယိုစိမ့်မှုကိုလွယ်တကူသိရှိနိုင်တယ်တကယ်လို့သာယိုးရည်ကိုသုံးထားတယ်ဆိုရင်ယိုစိမ့်မှုကိုလွယ်တကူသိရှိနိုင်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ယိုးရည်ကယိုစိမ့်သွားတယ်ဆိုရင်အဲ့ဒီယိုစိမ့်တဲ့နေရာကပူတဲ့အတွက်သူကဘာဖြစ်သွားမလဲဆိုတော့အငွေ့ပြန်ပြီးတော့ခြောက်သွေ့သွားမယ်။အငွေ့ပြန်ပြီးခြောက်သွေ့သွားရင်ဘယ်နေရာကယိုစိမ့်လဲဆိုတာကိုလွယ်တကူမသိရှိနိုင်ဘူး။ဒါပေမဲ့ကြာလာလို့ရှိရင်တော့တန်ကြီးရောင်တွေလိုက်လာတာတော့သိရှိနိုင်တယ်ပေါ့ဗျာ။ဒါပေမဲ့ချက်ချင်းတော့မသိနိုင်ပါဘူး။ဒါကြောင့်ပဲအင်ဂျင်ကူးလန့်သုံးရတာဖြစ်တယ်။အဲ့တော့အပြင်ကနေပြီးတော့ယိုစိမ့်သွားစေနိုင်တဲ့ပြစ်ချက်ဒီမှာပထမချက်ကျွန်တော်တို့ကစဉ်းစားမှာရေတိုင်ကြီးကိုစဉ်းစားရမယ်ထင်သာမြင်သာရှိတယ်ပေါ့ဗျာရေတိုင်ကြီးကရေတိုင်ကြီးအပေါ်မှာရှိနေတဲ့အပေါ်ဖုံးပေါ့ဗျာနော်ကွဲနေသလားဟိုးရင်တော့ကရေတိုင်ကြီးဖုံးနေမှာဆိုလို့ရှိရင်တော့ကြီးတွေသုံးခဲ့တယ်တက်ထုတွေသုံးခဲ့ပြီမဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ရေတိုင်ကြီးဖုံးတွေကဖိုင်ဘာတွေသုံးခဲ့တာအဲ့အတွက်ရေတိုင်ကြီးဖုံးတွေကွဲတာအပ်တာမကြာခဏကြုံရတယ်နောက်ရေတိုင်ကြီးအဖုံးရဲ့ရေတိုင်ကြီးဖုံးဆိုတာအပေါ်ကန်ပေါ့ဗျာနော်အဲ့ဒီကန်ကသူကကုတ်သားတွေပေါ့အဲ့ဒီကုတ်သားတွေကကြာလာတဲ့အခါမှာမလုံတော့တာပေါ့အဲ့ရနေပြီးတော့ပဲအင်ဂျင်ကူးလန့်ယိုစိမ့်သွားသလားပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ကရေတိုင်ကြီးကိုအရင်သေချာစစ်ဆေးပေးဖို့လိုအပ်ပါတယ်အဲ့တော့ရေတိုင်ကြီးမှာရှိနေတဲ့အပေါ်ကန်တွေရှိမယ်အောက်ကန်တွေရှိမယ်အဲ့ဒီကနေယိုစိမ့်မှုဖြစ်နေသလားပေါ့နော်နောက်ရေတိုင်ကြီးမှာတွေ့တန်းထားတဲ့ပိုက်တွေရှိတယ်အင်ဂျင်နဲ့တွေ့တန်းထားတဲ့အပေါ်ပိုက်တွေရှိတယ်အောက်ပိုက်တွေရှိတယ်များသောအားဖြင့်ကတော့အပေါ်ပိုက်ကပို့ပြီးတော့ pressure များတဲ့အတွက်အပေါ်ပိုက်ကယိုစိမ့်တာမျိုးဖြစ်တတ်တယ်အဲ့တော့အဲ့ဒီကနေပြီးတော့ပဲယိုစိမ့်နေရလားနောက်ရေလေအောင်
ရေလေအုံကနေပြီးတော့ရေလေအုံရဲ့စီးတွေကလည်းမလုံတာမျိုးဖြစ်တတ်တယ်။နောက်ရေလေအုံမှာ rally bar တစ်ခုပါတယ်။အဲ့ဒီ rally bar ကနေပြီးတော့ပဲengine coolant တွေယိုစိမ့်သွားသလားပေါ့။အဲ့တော့ရေလေအုံကနေ engine coolant တွေယိုစိမ့်သွားတယ်ဆိုတော့ကျွန်တော်တို့ကရေလေအုံကိုလဲမကိုရမယ်ဘာမှလုပ်လို့မရဘူးပေါ့ဗျာ။နော်အဲ့တော့ရေလေအုံကနေပြီးတော့ယိုစိမ့်နေသလား။နောက်ရေပိုက်တွေဖြစ်တဲ့သုံးမြောင်ပိုက်တွေဟီတာဘက်ကိုသွားတဲ့သုံးမြောင်ပိုက်တွေကနေပြီးတော့ယိုစိမ့်နေတာလား။နောက်ရေပိုက်တွေကတခြားပိုက်တွေအများကြီးရှိနိုင်တယ်ပေါ့ဗျာ။ဥမာတွေနဲ့တာဘူကိုသွားတဲ့ရေပိုက်တွေရှိမယ်လေတကား throttle ကိုသွားတဲ့လေပိုက်တွေရှိမယ်တခြားပေါ့ဒီလေပိုက်တွေရေပိုက်တွေအများကြီးရှိနိုင်တယ်အဲ့တော့လေစနစ်တွေမှာလည်းဒီ engine coolant တွေနဲ့ဒီအေးပေးတာမျိုးတွေအပူပေးတာမျိုးတွေရှိတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်အဲ့ဒီရေပိုက်တွေကိုလည်းကျွန်တော်တို့ကမဖြစ်မနေစစ်ဆေးပေးရမယ်အဲ့တော့ရေပြန်ဘူးလဲပါတယ်အဲ့တော့ရေပြန်ဘူးကနေခါကြလို့ရှိရင်ရေပြန်ဘူးကွဲတာမျိုးတွေဖြစ်တတ်တယ်ရေပြန်ဘူးပေါက်နေတာရေပြန်ဘူးကွဲနေတာအက်နေတာဒါတွေကြောင့်လည်း engine coolant ပျောက်တဲ့ပြဿနာမျိုးတွေဖြစ်နေနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကအပြင်မှာယိုစိမ့်နေတဲ့အပိုင်းတွေကိုသေချာစစ်ဆေးပေးဖို့လိုအပ်ပါတယ်အပြင်ဆိုတဲ့နေရာမှာကတော့engine ပိုင်းမဟုတ်ဘဲနဲ့ engine ရဲ့ဒီဘေးပတ်ချာလည်မှာရှိတဲ့ engine ရဲ့ cooling စနစ်မှာရှိနေတဲ့အစိတ်ပိုင်းတွေပေါ့ဗျာเนาะရေလေအုံအပါဝင်ပေါ့အဲ့တော့အဲ့ဒီအစိတ်ပိုင်းတွေကနေယိုစိမ့်နေတယ်ဆိုလို့ရှိရင်လည်း engine coolant ကရော့မှာပဲပျောက်မှာပဲပေါ့ဗျာနောက်တစ်ချက်ကကြတော့အတွင်းဘက်ကယိုစိမ့်မှုအတွင်းဘက်ကယိုစိမ့်မှုဆိုတဲ့နေရာမှာကကြတော့ဥမာဒီနဲ့ gasket ပြတ်တာပေါ့ဗျာမီးလိုင်းနဲ့ရေလိုင်းရောသွားတာမျိုးတွေ gasket ပြတ်တာဟပ်မျက်နှာပြင်ခုံးတာခွက်တာအက်တာအစားကြီးတွေဖြစ်ပေါ့ဗျာဒီလိုပြဿနာမျိုးတွေအကြောင်းလည်း engine coolant တွေကရောတဲ့ပြဿနာမျိုးကိုကြုံတွေ့နေနိုင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ engine coolant ရောလို့ဥမာပေါ့ဗျာ engine combustion chamber တွေကိုရောက်ရှိသွားတယ်လောင်ကျွမ်းပြီးတော့မှအပြင်ကိုထွက်သွားတယ်ဆိုရင်တော့တိတာစီတာကကျွန်တော်မီးခိုးမှာဆိုလို့ရှိရင်တော့အဖြူပုံစံမျိုးလေးတွေထွက်တယ်ဒါပေမဲ့မီးခိုးအဖြူထွက်တိုင်းကို engine coolant နေရော engine coolant နေလောင်ပြီးထွက်တယ်လို့ပြောလို့တော့မရဘူးမီးခိုးဖြူဆိုတာက engine အေးတယ်ပြင်မရိုက်သလိုအေးတယ်ဒါဆိုလို့ရှိရင်လည်းမီးခိုးဖြူကတော့ထွက်မှာပဲဒါကကြတော့ပုံမှန်အနေထားလေးခဏထွက်တယ်ဒါမှမဟုတ်ဘူးကျွန်တော်တို့ပူနေတဲ့အချိန်မှာလည်းမီးခိုးဖြူကတောက်လျှောက်လိုက်နေတယ်နောက်တစ်ချက်ကဒီအိတ်ကြောကနေပြီးတော့ engine coolant ညှော်နှံ့နေရနေတယ်နှစ်ချက်စဉ်းစားရမှာပေါ့ဗျာ engine coolant ညှော်နှံ့ကလည်းရတယ်ဒီအိတ်ကြောကနေပေါ့နော် engine coolant ညှော်နှံ့လည်းရတယ်နောက်တစ်ချက်က engine coolant လည်းပျောက်နေတယ်ဆိုရင်တော့ဒါကစဉ်းစားစရာကကျွန်တော်တို့ဒီ engine ရဲ့အတွင်းထဲမှာပေါ့ဗျာcombustion chamber ထဲမှာပဲ engine coolant တွေရောက်သွားစေနိုင်တဲ့အကြောင်းရင်းတွေမှာတော့ကျွန်တော်တို့ gasket တွေ head တွေပေါ့ဗျာဒါဒီရဲ့ပြည့်ချက်တွေကအဓိကကျတယ်ပေါ့အဲ့လိုမျိုးကြောင့်ပဲengine coolant ပျောက်တာမျိုးရှိတယ်ဒါကတော့မဖြစ်မနေ head ဖွင့်ပြီးတော့ engine ပြန်ပြီးတော့စစ်ဆေးရမယ့်အနေအထားမျိုးတွေပေါ့ဗျာเนาะအဲ့တော့ကျွန်တော်တို့ကဒါကြတော့နည်းနည်း heavy ထဲမှာပါသွားပြီအဲ့တော့အတွင်းထဲမှာယူစိမ့်မှုအပိုင်းနောက်တစ်ချက်က cold plug ဆိုတာက engine ရဲ့ head မှာပါမယ် block မှာပါမယ်အဲ့တော့ engine ရဲ့ block မှာ head မှာပါတဲ့ဟာကအပြင်ကနေပြီးတော့ဥမာအနေနဲ့ဗျာ engine coolant မသုံးမနဲ့ရိုးရည်သုံးလို့အဲ့ဒီ cold plug တွေကနေပြီးတော့ဆွေးမြေ့ပြီးတော့ပေါက်တယ်အပြင်ဘက်ကိုပေါက်ကြတယ်ဆိုရင်တော့ပြဿနာမရှိပေမဲ့အတွင်းဘက်ကိုပေါက်ကြတာရှိတယ်ဥမာအနေနဲ့ head ရဲ့ရှေ့ဘက် engine ရဲ့ရှေ့ဘက်ချမ်းကနေပြီးတော့မှကြပြီးတော့ဘယ်ကိုရောက်လဲဆိုတော့ engine wine ထဲကိုရောက်ပြီး engine wine ထဲကို engine coolant တွေရောသွားတဲ့ပြစ်ချက်မျိုးတွေလည်းဖြစ်စေနိုင်တယ်ဒါကကြတော့အရန်တိတာစီတဲ့အချက်ထဲမှာပါတယ် engine wine တွေတိုးလာတာပေါ့ဗျာနော်တိုးလာပြီးတော့မှပြောမယ်ဆိုလို့ရှိရင်ရွှတ်နှစ်ရောင်တွေဖြစ်လာစေတယ်ဒါကကြတော့ cold plug နဲ့ပတ်သက်တဲ့ပြစ်ချက်နောက်ထပ်ပြစ်ချက်တစ်ခုကကြတော့အတွင်းထဲဆိုတာကကားရဲ့ dashboard ထဲမှာရှိတဲ့ heater ကိုကလည်းတတန်းတစ်ခုကြာသွားလို့ပေါက်တာမျိုးတွေဖြစ်ကောင်းဖြစ်နိုင်တယ်တက်တန်းကြောင့်ဆိုတာထက်ပေါ့နော်ကျွန်တော်တို့ဒီကားရဲ့ dashboard တွင်းထဲမှာဒီ aircon အတွက်အသုံးပြုတဲ့ cabin air filter ဆိုတာရှိတယ်အဲ့ဒီ cabin air filter ကိုမလဲဘဲနဲ့ဒီတိုင်းပဲပေပြီးသုံးရင်းနောက်ဆက်တွဲအဲ့ဒီ heater ကိုတွေ evaporator တွေပေါက်တဲ့ပြဿနာမျိုးတွေကြုံတွေ့နေနိုင်တယ်အဲ့လိုမျိုးပေါက်တယ်ဆိုရင်ဘာဖြစ်လဲဆိုတော့ engine coolant တွေကဒီကားရဲ့အတွင်းခန်းတွေကို heater ပေးတာအပူပေးတာက engine coolant နဲ့ပေးတယ်အဲ့တော့ engine coolant နဲ့ပေးတဲ့အခါမှာအဲ့ဒီ engine coolant တွေက heater ကိုရောက်လို့ heater ကိုပေါက်တယ်ဆိုလို့ရှိရင်ကားရဲ့ကြမ်းခင်းမှာ engine coolant တွေစိုနေတာကိုတွေ့ရလိမ့်မယ်ဒါဆိုလို့ရှိရင်တော့များသောအားဖြင့် heater ကိုပေါက်တာဒါမှမဟုတ်ရင် heater ကိုရဲ့ပိုက်တွေမလုံတာပေါ့ဗျာเนาะဒီလိုပြဿနာတွေကြောင့်ဖြစ်စေနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့က heater ကိုဘိုင်းကိုလည်းစဉ်းစားပေးရမယ်ဒါကကြတော့အတွင်းထဲကယိုစိမ့်မှုဒါကနံပါတ်1အနေနဲ့အပြင်မှာယိုစိမ့်တာလားအတွင်းမှာယိုစိမ့်တာလားဆိုတာကိုစစ်ဆေးတဲ့ပုံစံဖြစ်ပါတယ်နံပါတ်2အနေနဲ့ကကြတော့ဒီရေတိုင်ကြီးအတွက်အသုံးကျွန်တော်အေးခံပေးထားတဲ့အသုံးပြုထားတဲ့ပန်ကာပေါ့ဗျာเนาะ cooling fan ပေါ့ radiator cooling fan ပေါ့အဲ့တော့ radiator cooling fan မှာဆိုလို့ရှိရင်2မျိုးသုံးတယ်ကျွန်တော်အကြမ်းမြင်သုံးတာ2မျိုးသုံးတယ်
fan club လို့ခေါ်တဲ့ mechanical fan ကိုသုံးတယ်ပန်ကာဂျိုးနဲ့လေစီတဲ့ fan club ကိုသုံးတယ်နောက်ထပ်တစ်မျိုးကတော့ motor နဲ့လေပေးတဲ့ကျွန်တော်တို့ cooling fan တစ်မျိုးပေါ့ဗျာเนาะအဲ့လိုမျိုးဒီလျှက်စစ်ကိုသုံးပြီးတော့သုံးထားတဲ့ cooling fan နဲ့သုံးထားတာကတော့နောက်ပိုင်းကားတွေတော်တော်များများမှာသုံးတယ်အဲ့တော့အဲ့ဒီ cooling fan တွေကဥမာဗျာမော်တာနဲ့သုံးတဲ့အမျိုးအစားမှဆိုလို့ရှိရင်မော်တာလေအားကျသွားတာမော်တာကတိတ်ပြီးတော့အဆင်မပြေတော့ဘူးဗျာဥမာကာဗွန်တူသွားတာပဲဖြစ်ဖြစ်အကြောင်းမျိုးကြောင့်မော်တာရဲ့ခုခံအားတွေအုံကြီးများသွားတာနည်းသွားတာဘယ်လိုပဲဖြစ်မော်တာလေအားကျသွားတာပေါ့နော်အဲ့လိုမျိုးမော်တာလေအားကျသွားတယ်ဆိုလို့ရှိရင်လေအင်ဂျင်က heated ချင်တဲ့ပုံစံမျိုးဖြစ်ပြီးတော့ရေပြောက်တဲ့ပြဿနာမျိုးကြုံရတယ်အဲ့ဒါတော့ရေပြန်မှုတွေကိုရှန်ကြပြီးတော့ဖြည်းဖြည်းချင်းလျော့သွားတာပေါ့ဗျာနော်အဲ့ဒါကပုံမှန်ဆိုတော့ရေတိုင်ကြီးဖုံးကထိန်းထားပေမဲ့လေရေတိုင်ကြီးဖုံးရဲ့ထိန်းထားနိုင်တဲ့စွမ်းအားထက်ပို့ပြီးတော့အပူချိန်ကများနေတာများတဲ့အတွက်သူကဖိအားကများသွားမယ်များသွားပြီးတော့မှရေပြန်မှုတွေကိုအင်ဂျင်ကူးလက်နေရရောင်းရင်းရနေပြီးတော့များသွားပြီးတော့ရှန်ကျသွားတာပေါ့ဗျာနော်အဲ့လိုပြဿနာမျိုးတွေကြုံတွေ့တာလည်းဖြစ်နိုင်တယ်အဲ့ဒါက electric cooling fan တွေမှာလည်းကြုံရသလို mechanical cooling fan လို့ခေါ်တဲ့ fan club တွေနဲ့လာတဲ့အမျိုးအစားသူကကျတော့ဆီလီကွန်ကိုသုံးထားတယ်ဥပမာနမူနာပေးရမယ်ဆိုလို့ရှိရင် 1G Mat 2တွေပါဆိုလို့ရှိရင် 1G ဒီမှာဆိုလို့ရှိရင်အဲ့ဒီ fan ကိုသုံးတယ် 1KZ engine ဒီမှာဆိုလို့ရှိရင်လည်း mechanical cooling fan ကိုသုံးတယ်အဲ့လိုဒီ cooling fan ကိုသုံးထားတဲ့ကားတွေမှာဆိုရင်သူကရေလေအုံမှာဗျာပြောမယ်ဆိုလို့ရှိရင်သူကပူလီတစ်လုံးထုတ်လိုက်တယ်ရေလေအုံလေဖို့အတွက်လည်းအဲ့ဒီပူလီပဲပန်ကာလေဖို့အတွက်လည်းအဲ့ဒီပူလီနဲ့ပဲလဲတာအဲ့တော့အဲ့ဒီလိုမျိုးလဲတဲ့အခါမှာ cooling fan ကပုံမှန်ဆိုလို့ရှိရင် engine နဲ့လိုက်လေတယ်အဲ့တော့ engine နဲ့လိုက်လေလေတော့ကျွန်တော်တို့အေးနေတဲ့အချိန်မှာဆိုရင် cooling fan ရဲ့လေတာကနည်းနည်းနှီးတယ်ဒါပေမဲ့ဒီပေါ့နော် engine ကတတ်မှတ်တဲ့အပူချိန်တစ်ခုရောက်သွားတဲ့အခါမှာ cooling fan ရဲ့လေနှုန်းကပို့ပြီးတော့များလာတယ်ဆိုတာထဲထဲမှာဆီလီကွန်ရဲ့လုတ်တဲ့ပုံမူတည်ပြီးတော့မှသူ့ရဲ့ဒီ engine နဲ့လိုက်လေတဲ့ပုံစံကပြောင်းသွားတာပေါ့ဗျာနော်အဲ့လိုမျိုးဆိုတော့ cooling fan ရဲ့အဲ့ဒီ fan club ထဲမှာထည့်ထားတဲ့ဆီလီကွန်နည်းသွားတာသို့မဟုတ်တက်တန်းတစ်ခုကျသွားတယ်ပုံမှန်ဆိုလို့ရှိရင်တော့သူကကီလို4000နှစ်မှာဆိုရင်အဲ့ဒီ cooling fan ရဲ့fan club ကိုစစ်ပေးရတယ်ထဲကရှိတဲ့ဆီလီကွန်တွေကိုကျွန်တော်တို့ကမဖြစ်မနေလဲပေးရတယ်မလဲမနဲ့တိုင်းထားလို့ရှိရင်ဘာဖြစ်လဲဆိုဆီလီကွန်ကကြာလာတဲ့အခါမှာခြောက်သွားပြီးတော့ဒီဆီလီကွန်တွေကတ်သွားပြီအဲ့ချိန်မှာ cooling fan ရဲ့ fan club ထဲမှာအလုံးမလုံးတော့ဘူးအလုံးမလုံးရှင်ပန်ကာကချော်ချော်ကြီးလိုက်လေလိမ့်မယ်အဲ့လိုချော်ချော်လိုက်လေလို့ရှိရင်ဘာဖြစ်လဲဆိုတော့ aircon လည်းအေးပေါ်သွားတယ်နောက်ခံမသိရင် heat တက်တဲ့အဆင့်ကြီးဖြစ်သွားနိုင်တယ်ဒါကြောင့်ကျွန်တော်တို့က fan club တွေကိုစစ်ဆေးပေးဖို့လိုအပ်ပါတယ်ဆီလီကွန်တွေကိုလဲပေးဖို့လိုအပ်ပါတယ်เนาะဒါကဆီလီကွန်ဆိုလို့ရှိရင်လည်းကျွန်တော်တို့သတ်မှတ်တဲ့ပမာဏလေးတွေရှိတယ်ဆီလီကွန်ကသူ့ရဲ့ fan club ရဲ့အုံအကြီးသေးပေါ်မူတည်ပြီးတော့ဆီလီကွန်ထိုးရတာမျိုးတွေရှိတာပေါ့ဗျာเนาะဒါကတော့နံပါတ်2ချက်ဖြစ်တဲ့ဒီရေတိုင်ကြီးရဲ့ပန်ကာပေါ့ဗျာเนาะ cooling fan ရဲ့ပြည့်ချက်ဖြစ်တဲ့နံပါတ်3အနေနဲ့ကတော့ရေတိုင်ကြီးအဖုံးရဲ့ပြစ်ချက်ရေတိုင်ကြီးဘိုးဆို reader cap ပေါ့ဗျာเนาะအဲ့တော့ reader cap မကောင်းရင်လေ engine coolant တွေပျောက်တဲ့ပြဿနာမျိုးတွေကြုံရတယ်ဘယ်လိုမျိုးလဲဆိုတော့ရေတိုင်ကြီးဖုံးရဲ့လှုပ်ဆောင်ပြီးတဲ့ပုံစံကိုကသူက engine သတ်မှတ်တဲ့အပူချိန်တစ်ခုပေါ့ဗျာကြော်သွားတယ်ဆိုရင် engine ထဲမှာရှိနေတဲ့ engine coolant တွေကပွာလာတယ်ပွာလာရေတိုင်ကြီးတွေကိုရောက်မယ်ရေတိုင်ကြီးထဲမှာအေးခံမယ်ဒါပေမဲ့အဲ့ဒီထက်ပိုပြီးတော့ပူလာလို့ရှိရင်ဘာဖြစ်မလဲရေတိုင်ကြီးထဲမှာလည်း engine coolant တွေကပွာလာရင်အဲ့ဒါကိုထိန်းထားတယ်ဆိုရင်ဖိအားကများမယ်ဖိအားများရင်ဖိအားနဲ့အပူချိန်ကဓာတ်ရိုက်ချိုးကြတယ်အဲ့တော့ဖိအားနဲ့အပူချိန်ဓာတ်ရိုက်ချိုးကြတဲ့အတွက်ဘာဖြစ်လဲဆိုတော့ရေတိုင်ကြီးဖုံးမှာရှိတဲ့ pressure bar ကနေပြီးတော့မှ engine coolant တချို့ကိုဒီရေပြန်မှုတွေကို substance တွေကိုရောက်ရှိစေတယ်အဲ့လိုပုံစံမျိုးနဲ့သူက short ချလိုက်ရင်ရေတိုင်ကြီးထဲမှာဖိအားကျသွားတယ်ဒီတိုင်းထဲမှာဖိအားကျသွားရင်ကူလန့်ရဲ့အပူချိန်ကလည်းနည်းနည်းကျသွားတယ်အဲ့လိုပုံစံမျိုးပေါ့အဲ့တော့ engine ကနည်းနည်းအေးသွားတဲ့အခါမှာရေပြန်မှုထဲမှာရှိနေတဲ့ engine ကူလန့်တွေကိုဒီတိုင်းကြီးအဖုံးမှာရှိနေတဲ့ vacuum bar ကနေပြီးတော့မှရေတိုင်ကြီးတွေကိုပြန်ဝင်စေတယ်ဒါသူကပြောမယ်ဆိုလို့ရှိရင်ပူလို့ရှိရင်ရေပြန်မှုတွေကိုပို့ပေးတယ်အေးသွားရင်ရေပြန်မှုတွေကနေပြီးတော့ရေတိုင်ကြီးတွေကိုပို့ပေးတဲ့အလုပ်ကရေတိုင်ကြီးအဖုံးကလှုပ်ဆောင်ပေးတယ် reader cap ကနေပြီးတော့လှုပ်ဆောင်ပေးတာဖြစ်တယ်အဲ့တော့ reader cap ကသူ့ရဲ့ဒီ pressure ကကျသွားတယ်ပေါ့ဗျာတဏ္ဍတစ်ခုကျသွားတဲ့ခါမှာရေတိုင်ကြီးဖုံးကလည်းကောင်းကောင်းအလုံးမလုံးတော့ဘူးအဲ့လိုအနေထားမျိုးဆိုရင်ဘာဖြစ်တတ်လဲဆိုတော့ရေတိုင်ကြီးဖုံးကနေပြီးတော့ဖိအားလေးများလာတာနဲ့ engine coolant တွေကိုရေပြန်မှုတွေကိုပို့ပေးတယ်ကြာလာတဲ့အခါဘာဖြစ်လဲဆိုတော့ရေပြန်မှုက engine coolant တွေပြည့်သွားတယ်ပြည့်သွားပြီးတော့ရှန်ကြတယ်ပေါ့ဗျာဒီလိုပြဿနာမျိုးတွေကြုံရတယ်အဲ့တော့ရှန်ကြရင်ကနေပြီးတော့နောက်ဆက်တွဲဘာဖြစ်လာလဲဆိုတော့ engine coolant ပျောက်တဲ့ပြဿနာမျိုးကိုကြုံတွေ့ရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ရေတိုင်ကြီးအဖုံးကိုလည်းစစ်ဆေးစေခြင်းနဲ့အဲ့ဒါကတိတ်ပြီးတော့သတိမထားမိတဲ့ပြစ်ချက်ထဲမှာပါဝင်တယ်လို့ပြောလို့ရတယ်ရေတိုင်ကြီးအဖုံးကအကောင်သေးသေးလေးနဲ့အစိတ်ကြီးနဲ့ပစ္စည်းထဲမှာပါဝင်တယ်ပြောမယ်ဆိုရင်ပစ္စည်းလေးကတည်တည်လေးပဲဒါပေမဲ့သူ့ရဲ့ထမ်းဆောင်ရတဲ့တာဝန်ကအရင်ကြီးတယ်ဒါကြောင့်ကျွန်တော်တို့ကရေတိုင်ကြီးအဖုံးကိုစစ်ဆေးပေးဖို့လိုအပ်ပါတယ်เนาะဒါကနံပါတ်3အချက်ပါနံပါတ်4အနေနဲ့ကတော့ thermostat
thermostat jam ဖြစ်တာပေါ့နော်အဲ့တော့ thermostat jam ကလုံးဝကို jam ဖြစ်သွားတယ်ဆိုရင်တော့ပြဿနာမရှိဘူးပြဿနာမရှိတာတော့မဟုတ်ပါဗျာလုံးဝ jam ဖြစ်တယ်ဆိုတော့အင်ဂျင်ကို heat တက်တဲ့အဆင့်ထိကိုဖြစ်မှာလုံးဝ jam ဖြစ်သွားတယ်ဆိုလို့ရှိရင်အင်ဂျင်ကူးလန်းတွေကအင်ဂျင်ထဲမှာရှိနေအင်ဂျင်ပူနေတဲ့အင်ဂျင်ကူးလန်းတွေကဒီတိုင်းရဲကိုမရောက်တော့ဘူးဆိုလို့ရှိရင်တော့ heat တက်တဲ့အဆင့်ထိဖြစ်မှာပဲဒါကတော့အရန်ကိုသိတာထင်ရှားကြည့်တဲ့အချက်ဒါပေမဲ့တချို့အနေထားမှာ thermostat တွေက jam ဖြစ်တာတော့မှန်တယ်ဒါပေမဲ့သူကနည်းနည်းလေးပဲ jam ဖြစ်တာအဲ့လိုနည်းနည်းလေးပဲ jam ဖြစ်တယ်ဆိုလို့ရှိရင်သူကအလုံးဝကိုဗျာမြေပြတ်မောင်းတဲ့အချိန်မှာမသိတာဘူးလုံးဝ heat မတက်ဘူးဒါပေမဲ့တောင်ဝန်းတောင်တက်တွေသွားနေတာဝင်ဆွဲတဲ့အနေထားမျိုးတွေဖြစ်ပြီဆိုလို့ရှိရင်တော့ဘာဖြစ်လဲဆိုတော့ engine heat တက်လာတယ်ရေပြောက်တဲ့ပြဿနာမျိုးတွေဖြစ်လာစေနိုင်တယ်ဒါကြောင့်ကျွန်တော်တို့က thermostat တွေကိုမဖြစ်မနေစစ်ဆေးပေးဖို့လိုအပ်ပါတယ်အဲ့တော့ thermostat တွေကလည်းကြာလာလို့ရှိရင် jam ဖြစ်တဲ့အမျိုးအစားတွေမှာပါဝင်တာဖြစ်တဲ့အတွက် thermostat တွေကိုစစ်ဆေးပေးဖို့လိုအပ်ပါတယ်ဒါကြောင့်ကျွန်တော်တို့က engine ကိုင်ပြီဆိုရင်မဖြစ်မနေ thermostat တွေကိုအသစ်လဲကြပါတယ်အဲ့တော့ thermostat မလဲရင်နောက်ဆက်တွဲကဒုက္ခပေးလာနိုင်တဲ့ပြဿနာတွေကအများကြီးပဲရှိတယ် engine heat တက်သွားတဲ့အဆင့်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ဖြည့်ရှင်းရတာအရန်ခက်ခဲတယ်ပေါ့ဗျာเนาะဒါကြောင့်ဒါလေးတော့သတိထားကြည့်ခြင်းပါတယ်ဒါကတော့ engine coolant ပျောက်စေနိုင်တဲ့အဖြစ်များတဲ့ပြစ်ချက်တွေကိုမိတ်ဆွေတို့ကိုဘူတာပြမျှဝေဆွေးနွေးခဲ့တာပါအဲ့တော့ကျွန်တော်ကြုံတွေ့ရတဲ့ကားတွေမှာဆိုရင် Toyota Feeder မှာဆိုရင် thermostat နည်းနည်း jam ဖြစ်တဲ့ဒီတိုင်းကြီးဖုံးမကောင်းတာကြောင့် engine coolant ပျောက်ပြီးတော့ engine heat တက်တဲ့ပြစ်ချက်မျိုးကိုကြုံတွေ့ခဲ့ရတယ် Nissan AD မှာဆိုလို့ရှိရင်လည်းဒီတိုင်းကြီးဖုံးဆို radiator cap ပေါ့နော် radiator cap အားနေသွားတဲ့အတွက် engine ကတအားပူလာတယ်ပူလာပြီးတော့ fork က ECU ကုတ်ပြတယ် ECU fault ဆိုပြီးတော့ပြတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကြီးလည်းကြုံတွေ့ရတယ်နောက်ဒီ Toyota RAV4 မှာဆိုလို့ရှိရင်လည်းရေပြောက်နေတာရိုးစိမ့်မှုလည်းမတွေ့ရဘူးရေပြောက်နေတာနောက်ဆုံးဗမာပြစ်ချက်သွားတွေ့လဲဆိုတော့ heater ကိုပေါက်နေတာကြမ်းကင်းမှာengine coolant နေဆိုနေတာကိုတွေ့ရတယ်အဲ့လိုမျိုးကြောင့်ပေါ့နော်ဒါ heater ကိုပေါက်နေရဆိုတာသိရတယ် dashboard ခွာပြီးတော့ပြင်ပေးလိုက်ရတယ်ပေါ့ဗျာနော်နောက်ဒီ Chevrolet Equinox မှာဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့သုံးမြောင်းပိုက်ပေါက်တာသုံးမြောင်းပိုက်ပေါက်သွားတာဖြစ်တဲ့အတွက်ဘာဖြစ်လဲဆိုတော့အဲ့ဒီကနေပြီးတော့ engine coolant တွေကယိုကျတယ်ယိုကျပြီးတော့အဲ့ဒီသုံးမြောင်းပိုက်က ECU ပေါ်မှာတွေ့တန်းလာတာဖြစ်တဲ့အတွက် ECU ပေါ်ကိုပူနေတဲ့ engine coolant တွေကျတယ်ကျပြီးတော့ ECU ရဲ့ processor ကတအားပူပြီးတော့မှနောက်ဆက်တွဲအနေနဲ့ဘာဖြစ်သွားလဲဆိုတော့ ECU တအား heat တက်ပြီးတော့ engine ထိုးရက်သွားတယ်အဲ့တော့နိုင်ဝက်လောက်နေ engine ထိုးရက်တယ်ဒါပေမဲ့15မိနစ်လောက်ထားလိုက်တယ်အေးသွားပြီဆိုရင် engine ကပြန်မောင်းလို့ရတယ်အဲ့လိုပုံစံမျိုးကြောင့်ပေါ့နော်ကျွန်တော်ဒီနောက်ဆုံး ECU လဲရမလားပေါ့တက်တဲ့ကုတ်တွေက ECU နဲ့ပတ်သက်တဲ့ကုတ်တက်တာဒါပေမဲ့ဖြစ်တာကတော့ဒီသုံးမြောင်းပိုက်ကယူစိမ့်သွားတဲ့ပြဿနာကြောင့်ဖြစ်တာသုံးမြောင်းပိုက်လဲလိုက်တဲ့အခါမှာအကုန်လုံးအဆင်ပြေသွားတယ်ပေါ့ဗျာเนาะဒီလိုပြဿနာမျိုးတွေကမကြာခဏကြုံတွေ့ရတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ကိုထည့်သွင်းပြီးတော့မျှဝေပေးတာပါဒါကတော့ engine coolant ပျောက်စေနိုင်တဲ့အဖြစ်များတဲ့ပြစ်ချက်တွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘူတာပြမျှဝေဆွေးနွေးခဲ့တာဖြစ်ပါတယ်အားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ